မင်္ဂလာပါရှင်ဒီနေ့မှလည်းဆရာနေဝင်းမြင့်ရေးသားခဲ့တဲ့အင်္ဂလိပ်16လုံးဆိုတဲ့စာအုပ်ထဲမှာအင်္ဂလိပ်ကိုဆက်လက်ဖတ်ပြပေးထားတာဖြစ်ပါတယ်နားဆင်ခန်းစားပေးကြပါအောင်ရှင်အင်္ဂလိပ်ကိုဒီအိမ်ကိုလူတွေကမွေအိမ်ဟုခေါ်ကြကလေးကကျွန်တော်စိတ်ဝင်စားမိပါသည်ဘလို့ကြောင့်မွေအိမ်ဖြစ်ရတာလဲဒီရက်ကွက်ကလေးကိုကျွန်တော်တို့ရောက်သွားကလေးကဒီအိမ်အကြောင်းကိုကြားရတော့လဲကနဦးကတော့ကျွန်တော်တို့ကိုယ်တိုင်စိတ်မဝင်စားခဲ့အိမ်ကကျွန်တော်တို့ခြံကလေးနှင့်မနီးမဝေးမှာရှိပေသည်ပေ40 60ကိုခြံကိုဝင်းနှင့်နေကြတော့ညာခြံစည်းရိုးရယ်လို့ရှိကြသည်မဟုတ်တော့သူ့အိမ်ကိုအိမ်ထင်းထင်းကြီးမြင်ရလေးရှိသည်မွေအိမ်ကခေါင်း3လုံးဆက်အိမ်ဖြစ်သည်အိမ်မကြီးကတစ်ခေါင်အိမ်မကြီးကိုဆက်ထားသည့်အိမ်ရှိဆောင်ကလေးကတစ်ခေါင်ဆိုတော့မြင်ရိုးမြင်စဉ်ခေါင်းနှလုံးအိမ်ဟုဆိုနိုင်တော့လဲအိမ်ရှိဆောင်ကိုထက်ချဲ့ကအဆောင်ကလေးထပ်ထုတ်လိုက်တော့ခေါင်း3လုံးဖြစ်ရတော့သည်မွေအိမ်လို့မခေါ်ခြင်းသူတွေကခေါင်း3လုံးအိမ်လို့လဲခေါ်ကြသည်ဆရာတို့ခေါင်း3လုံးအိမ်ကိုတတိတာထားတော့မွေတွေမွေးတဲ့အိမ်ဗျဘာပဲဖြစ်ဖြစ်ဆရာတို့အိမ်ဘက်လဲရောက်လာနိုင်တာပဲမဟုတ်လားညရင်ညတာခြေခင်းလက်ခင်းတော့ဂရုစိုက်စေခြင်းနဲ့ရက်ကွက်စုမှုကတရက်အလှခံရောက်လာရင်ကတတိပေးသည်ဘယ်လိုပဲဖြစ်ဖြစ်မွေကိုတော့ကျွန်တော်ကြောက်သည်မျက်လျှောလိုအစိတ်မရှိသည့်မွေကလေးပေမဲ့ကျွန်တော်မှာရင်တုံပန်းတုံဖြစ်နေတတ်လေရာကျွန်တော်တို့အိမ်ဘက်ရောက်လာနိုင်သည်ဆိုတော့ဘာပဲဖြစ်ဖြစ်တစုံတရာမလုံခြုံသလိုခံစားနေရသည်ဘာမွေတွေလဲဆရာပေါ်ရဲ့မွေတွေကိုမွေးထားလို့ရလို့လားရတယ်ထားပါအောင်ရက်ကွက်အနေရရှိနေတဲ့ကိစ္စကိုဆရာတို့ကမတားမြစ်ကြဘူးလားကျွန်တော်ကသိချင်နေသည့်မေးခွန်း3ခွန်းကိုတပါးတည်းမေးလိုက်သည့်အခါရက်ကွက်စုမှုဦးပေါ်လူကကျွန်တော်စိတ်ဝင်စားမှုကိုပင်သဘောကျသွားပုံပေါ်လေသည်သူကိုယ်တိုင်ကမျက်လုံးသေးသေးကလေးတွေပြူးနေအောင်ကြည့်နေကလူပုံကမလွန့်တလွန့်ဆိုတော့မွေတကောင်များဖြစ်နေလေသလားအကဲခတ်ရသေးသည်ဦးပေါ်လူကကွန်းဖက်ကိုပြစ်ကနေထွေးချရင်းကမွေအိမ်ဘက်လှမ်းကြည့်ရင်းပြောလေသည်ဒီလိုဆရာရဲ့မွေကတော့မွေစုံပဲငန်းတော်ကြားလဲပါရဲ့တန်ကွင်းစွလဲရှိရဲ့လင်းမွေကကြီး9ကောင်လားရှိတယ်မွေပြဒါးက2ကောင်မွေစိမ့်မိ6က4ကောင်မွေပတုတ်က1ကောင်ဆိုလားရက်ကွက်စုမှုဦးပေါ်လူကရက်ကွက်တောင်းဝန်ရှိသူပီတာသည်ရက်ကွက်တွင်နေလူဦးရေစီးရင်သာမကမွေစီးရင်မှာတိတိကျကျပြောနိုင်သူဖြစ်သည်ကျွန်တော်ကမွေစီးရင်ဘယ်ကရတယ်လဲဆိုတော့ကာယကံရှင်တွေကိုမေးထားရတာပေါ့ဆရာရဲ့ဟုဆိုလေသည်ဥပေါ်လူပြောစကားအရဆိုလျင်ဒီချမ်းမှာရှေ့ကဟိန်ဒူလူမျိုးမွေအလံပယ်ဆရာကြီးတယောက်နေခဲ့ဘူးသည်ဟုဆိုသည်မွေအလံပယ်ဆရာကြီးကအလံပယ်ပြစားသည်မဟုတ်တော့လဲမနက်တိုင်းဂါထာမန္တန်များရွတ်ကာမွေတွေကိုခေါ်ယူပြီးနွားနို့နှင့်ငပြောသည့်ယောဂနေထားသောအာဟာရကိုတောက်သုံးစေသည်ဟုဆိုလေသည်ဒီဆရာကြီးနေထိုင်စဉ်ကဒီနေရာမှာရက်ကွက်ဟူ၍ပင်မရှိခဲ့သေးပဲလေကွင်းဆက်ကအိမ်တစ်လုံးအဖြစ်သာရှိခဲ့သည်ဟုဆိုသည်နောက်မြို့သစ်အဖြစ်နေရာကွက်များချထားသည့်အခါဒီနေရာကိုပထမဆုံးရခဲ့သူမှာလက်သမားဆရာလင်မယားဖြစ်သည်ဒီလင်မယားကတဆင့်ဆရာဝန်လင်မယားဆရာဝန်လင်မယားကတဆင့်ရှေ့နေလင်မယားရှေ့နေလင်မယားကတဆင့်အခုလက်ရှိနေထိုင်ကြသူခေါင်း3လုံးလင်မယားလက်ထဲရောက်လာသည်ဟုဆိုလေသည်ဆရာပေါ်ကတေချာလာကြည်လားဗျငယ်စင်းလိုက်ထားတာကိုဆရာရဲ့စောစောကဆရာမေးတဲ့မေးခွန်းပဲမွေတွေကိုမွေးလို့ရသလားဆိုတာကိုဖြေရရင်က
လားဖိုးကြီးနေခဲ့တုန်းကတော့မွေတွေကိုခေါ်တယ်အစာကျွေးတယ်ဆိုတာကိုအရင်ဒီနေရာမှာလေကွင်းတွေရှိနေတော့ကနေခဲ့ဘူးတဲ့လေသမားဥတာရှင်ပြောဘူးတာကြားဘူးတာဘယ်သူမှတော့မမြင်ဘူးဒီနောက်လဲမွေတံမကြားရဘူးအခုလင်မယားလက်ထက်ကြတော့မှမွေတံပြန်ကြားရပြန်တာခမဒီအိမ်ကကျွန်တော်တို့အိတ်ရှိလမ်းတူကလေးဤမြောက်ဘက်ဆောင်အစွန်းမှာရှိသည်ဒီချမ်းဤတစ်ဖက်မှာတော့လဲမဆိုင်တော့လဲလဲကွင်းဟောင်းပြိုက်တော်ကြီးနှင့်ဆက်နေသဖြင့်ပတ်ဝန်းကျင်လူသူလေးပါးနှင့်ကင်းကွာသလိုဖြစ်နေသည်ခေါင်သုံးလုံးဆက်အိမ်ဖြစ်တော်လဲအိမ်ကကြီးလှသည်တော့မဟုတ်ဝါထရန်အိမ်နှစ်ထပ်ရေနံကြီးတွေကအိမ်ဆောက်စကလက်ကျန်တွေဖြစ်နိုင်သည်6သည့်နေရာ6အယောင်ကျန်သည့်နေရာကကျန်ဆိုတော့တနက်ခါပိန်ကြားမှာချွေးစည်းချောင်းတွေရှိနေတာနှင့်တူသည်ပန်းဆွဲပြားတွေကပြုတ်ကျသည့်နေရာကပြုတ်ကျနေသည်ပြတင်းစလီတွေကတစ်သားကျန်ဆိုတော့လေတံနေတံမိုးတံတွေကိုတစ်ချိန်ကကြက်ကြက်ခံခဲ့ပုံရတော့လဲအခုတော့ရွဲ့တာကရွဲ့စောင်းတာကစောင်းအချို့ပြတင်းမှာတော့ထရံကက်စလီတွေမရှိတော့အစတွေထိုးထိုးထောင်ထောင်ဖြစ်နေတာကလည်းအကြီးတန်းလှသည်အိမ်အပေါ်ထက်ကိုဆောင်းမကြီးအတွင်းဘက်ဧကန်လိုနေရာဖြစ်သည့်အတွင်းထဲမှတက်ထားသည့်လှေကားကတက်နိုင်သည်လှေကားကလည်းခရိုးခရိုင်အသားတွေကမမှန်တော့အဆိုတက်ကလေးရှိတုန်းကတော့တက်တက်ကြက်ကြက်ရှိခဲ့ပုံရတော့ညာအသားတွေခြောက်သွားတော့စရွေးတွေချောင်းကအတာရုပ်ပသဘောဆောင်နေလေသည်လှေကားများတွင်ပါတတ်သည့်အတင်သုံးမျိုးဖြစ်သောအယုတ်တင်အပြောက်တင်တင်းကြောတင်ဟူ၍မရှိပကတိပြောင်ရှင်းကြီးဖြစ်နေသည်တကားပေါက်များဤအပေါ်ဘက်ထောက်များတန်းနှင့်တိုင်တို့ဆုံရာတွင်ဖြစ်ပေါ်လာသောထောက်များတွင်ထောက်သားမပေါ်အောင်ဖြည့်သည့်ပစွန်တုပ်ကွေးလင်းတို့တောင်နှင့်တရက်ကင်းမြည်သောအဖြေသုံးမျိုးကိုလည်းမမြင်ရဖွဲ့ဖွဲ့ရရထွေထွေထူးထူးမရှိဘဲဈေးပေါ်ပေါ်လက်သမားနှင့်ဆောက်ထားခဲ့ပုံရသည်အိမ်နောက်ဆောင်ကိုနှစ်ထပ်တင်သည့်အိမ်ပစစ်တုပ်မျိုးမဟုတ်ဘဲနောက်ဖေးဆောင်ကတော့ရိုးရိုးအဖီကလေးထုတ်ထားကမှိုင်းကြီးတွေဝနေသည်ဒီအိမ်ကအိမ်ရှင်လင်မယားမှာကျွန်တော်တို့မိသားစုနှင့်ခင်မင်လာသည့်အခါနှစ်အိမ်တအိမ်အရောက်အပေါက်ရှိရာကကျွန်တော်မြင်ရသလောက်ရေးပြရခြင်းဖြစ်သည်အိမ်ရှင်လင်မယားကအသက်အရွယ်ကြီးရင်လာပြီလို့တော့မဆိုသာ40ဝန်းကျင်လောက်ရှိကြမည်ဖြစ်တော်လဲမယားဖြစ်သူမအိမ်ကောင်းကတော့လင်ဖြစ်သူကိုအောင်ကျော်စံထက်4-5နှစ်နေပုံရသည်ကိုအောင်ကျော်စံကရခိုင်အမျိုးသားဖြစ်သည်အသားမဖြူမလျော်အရက်အနေထောင်ထောင်မောင်းမောင်းတွေကဖြစ်သည်မအိမ်ကောင်းကတော့အသားဖြူဖြူရုပ်ရည်ကလေးတနရုပ်ပါရှိသည်ထူးဆန်းတာကဥဒုသုံးပါမရွေအနွေးတယ်မချွတ်ပဲယောဂါစုံကိုကန်ထရိုက်ဆွဲထားခြင်းဖြစ်သည်ဆရာကြီးအကိုက်ခဲပျောက်စေးလေးပါလေးမရှိဘူးလားအကျော်တွေတက်လွန်းလို့ကျမဖြစ်ညကအောက်နောက်ကျောဝါပြက်ပြီးမှတ်တာတကူလုံးလဲတပြင်းပြင်းနဲ့အိမ်မှာရှိသမျှဆေးတွေအားလုံးကိုယောဂအမိတက်ကတစ်နေ့တစ်မျိုးလာတောင်းတက်သည်တခါကတဖုံးချေနှင့်ရှာတွေအောက်မှာအဖုတွေပေါက်လာသဖြင့်ဆရာဝန်ကညွှန်သောမက်ဒီကလော့ဖိုကတ်ဆေးကပ်ကိုစပွဲပေါ်မှာတွေ့သွားရာဒါပါဆေးတွေလဲဆရာကြီးလို့အမှတ်တမဲ့မေးသည်ကျွန်တော်ကယောဂါကိုပြောပြလိုက်တော့မအိမ်ကောင်းပြုံးလေသည်အလိုက်သိလိုက်တာဆရာကြီးရဲ့ကျမအာကောင်တွေမှာလဲတင်မောကြီးချစ်တဲ့စိန်ခလုတ်တာကြည့်တော့ညကတညလုံးမအိပ်ရဘူးဆရာကြီးရဲ့နှလုံးလောက်တော့စားကြည့်စမ်းမရစေကျွန်တော်မှမနေသာတော့ဆေးနှလုံးပေးလိုက်ရသည်လင်ဖြစ်သူကိုအောင်ကျော်စံကတော့စာသမားကျွန်တော်အိမ်ကစာအုပ်တွေကိုလာငှားတတ်သည်ကျွန်တော်ကဝတ္ထုတွေမထားဘူးဗျာလို့ဆိုတော့ဆရာဖတ်တာတွေကျွန်တော်ကြိုက်တယ်ဟုဆိုလေသည်ဤသို့အားဖြင့်စာအုပ်အားဖြင့်၎င်းဆေးအားဖြင့်၎င်းကျွန်တော်တို့အိမ်ကို
အကူအလူရှိတော်လဲမွေနှင့်ပတ်သက်၍ကျွန်တော်မှာအမေးရခတ်နေခဲ့သည်တရက်တော့မအိမ်ကောင်းမရှိခင်ကိုအောင်ကျော်စံကိုကျွန်တော်မေးကြည့်ဖြစ်သည်ဓာတ်ရိုက်မေးလို့လဲမကောင်းတော့ရိုးရိုးရိပ်ရိပ်စကားစာရသည်မွေတွေအရေးကိုလဲတဲ့အစာတွေလမ်းမှာတွေ့လို့လန့်သွားရသေးတယ်ခမ ्या ကကောမွေတွေဘာတွေကြောက်ပေါ်မရဘူးထင်တယ်ဟာကြောက်ပြီလားဆရာရဲ့ဆရာသတိမထားမိလို့ဗျကျွန်တော်တို့အိမ်ပတ်ဝန်းကျင်မှာ3-4ခုအမြဲရှိတယ်ကျွန်တော်မိန်းမကတော့ဓာတွေတွေ့ရင်ကောက်သိမ်းတာပဲကျွတ်ကျွတ်အိတ်နဲ့ထောက်ထားတာမနှဲတော့ဘူးဆရာရဲ့ထိုနေ့ကမွေအကြောင်းစကားရောက်တော့ကျွန်တော်သိချင်တာမေးရသည်ကိုအောင်ကျော်စံကအသက်20လောက်ကတည်းကရခိုင်ပြည်နယ်ဘက်မှမန္တလေးရောက်လာသူဖြစ်သည်ရောက်ချင်းဘုန်းကြီးကျောင်းတစ်ကျောင်းမှာတဲကကြောင်ရကြရာလောက်ကင်စားတော့ခဲ့သည်ဆို၏နောက်တော့ပဲပွဲရုံတရုံမှာအလောက်ရကပဲအိတ်တွေကားပေါ်တင်ပေးရသည်ပွဲရုံပိုင်ရှင်ကရိုးသားမှန်းသိတော့ဂရုမှတ်စည်းတောင်းဝန်ကိုယုံယုံကြည်ကြည်ပေးသည်ဟုဆိုလေသည်ဂရုဆိုသည်ကပဲအိတ်အသွင်အထုပ်မှတ်သည့်ဂရုချောင်းဂရုဒုတ်တံဖြစ်သည်ဂရုမှားလျင်ပဲအိတ်တအိတ်ဆုံးရှုံးနိုင်တော့ဇာရိတ်တရောလောက်ရည်ကရေးပါတေချာစိတ်ချရသူကိုမှခန့်လေရှိသည်ဂရုစီကနေကျွန်တော်လောက်တာကိုင်တာယုံကြည်လာတာနဲ့ဘုန်းကြီးเจ้าမနေနဲ့တော့ကွာပွဲရုံမှာပဲစားပွဲရုံမှာပဲအိတ်တော်ဆိုတာနဲ့ပွဲရုံရောက်လာရောအဲ့ဒီမှာရင်ပွဲရုံမှာရဲ့တူမအိမ်ကောင်းနဲ့အကြောင်းပါတာပဲအိမ်ကောင်းအမေနဲ့ပွဲရုံပိုင်ရှင်တွေကမောင်နှမတော်ကြတယ်ပွဲရုံကလူတွေကတော့ပြောတာပေါ့ဆရာရဲ့အောင်ကျော်စံကဂရုချောင်းနေမကဘူးဂရုထဲတဲ့ဝစစ်ဘူးပါမသွားတာပါကောတဲ့အိမ်အောင်ကြကားစားပွဲရုံမှာနေခဲ့ကြတော့လဲနောက်တော့ပွဲရုံပိုင်ကအိမ်ကောင်းသားအမိနှင့်တပည့်ကိုမြို့တစ်မှာဝယ်ပြီးပြစ်ထားသည့်အိမ်မှာနေခွင့်ပြုခဲ့ကြရာအခုတော့ဒီခေါင်သုံးလုံးအိမ်မှာနေခဲ့ကြတာကပင်10 နှစ်ကျော်ပြီဟုဆို၏ဒီအိမ်ကိုရောက်စတော့ကတော့အိမ်ကတစ်လွင်နေသေးသည်မိန်းမလည်းရအိမ်တစ်ဆောင်လုံးလဲအလကားနေခွင့်ရလိုက်သည့်တရွာတကြီးကကိုရခိုင်ဖို့တော့ရတနာပုံဆိုင်ရပြီမနက်ဘက်ဆက်ဘိန်ကြောက်ကြက်စီးကပွဲရုံကိုပြေရခမကြီးကအသက်ကလေးရပြီဆိုတော့လဲရာဒီပေါ်တီးနှံတွေပွဲရုံကယူကဈေးဝမှာဘန်ခင်းရောင်းသည်မြို့ထဲနှင့်မြို့သစ်နေ့စဉ်အသွားပြန်ကားကမတက်တာလေတော့ဈေးမှာပဲရောင်းဖော်ရောင်းဖက်များနှင့်ဆက်ကဟက်ကနေလိုက်တာများသည်ကိုရခိုင်အပြန်ဟင်းချက်စရာကလေးကအစသားတော့ငါးတော့ကလေးအလဲမီးကလေးတွေဖို့မုတ်ပဲတရေစာအဆုံးထည့်ပေးလိုက်တာမျိုးကလွဲရင်အိမ်မပြန်တာများသည်အိမ်ကောင်းကတော့ထမင်းဟင်းတွေချက်ကလေးတွေကိုစောက်ရှောက်တနေ့တော့အိမ်ကောင်းအိမ်မက်မက်သည်ဟုဆိုသည်ကလားအဖိုးကြီးတယောက်ကပိတ်ဖြူစင်ကြယ်ဖို့ကအိမ်ဝမှာရက်ရင်မကြခင်မြေခွက်တဲကိုမွေတွေလာတော့မည်ဖြစ်ကြောင်းမွေတွေတွေ့လျင်မတက်ဖို့လိုကြောင်းမွေတွေကိုမြစ်တာပုတ်အမျှဝေလျင်စီးပွားတက်မှာဖြစ်ကြောင်းပြောလာသည်ဟုဆို၏အိမ်မက်ထဲမှာကလားကြီးကဘယ်ဘာသာနဲ့ပြောတာလဲဗျအေးဒါတော့မသိဘူးဆရာရဲ့အိမ်ကောင်းပြောပြလို့သိရတာတကယ်လဲမွေတွေတွေ့ရတာပဲပြုတ်ကိုရခိုင်ကြီးပြောတာကကြောက်စရာပထမတော့မွေတွေကိုမပြပဲမွေရီကွန်စတွေဟိုနာတစ်ခုဒီနာတစ်ခုတွေ့လာရသည်တကယ်တော့မွေတွေအရေးကွန်လဲကြချင်းသည်မြေပေါ်မှာလူးလာလွန့်ကပုတ်မှုအားသုံးရသောတတဝါတို့၏ဖြစ်စဉ်သာဖြစ်သည်တဘာဝအရာအရေးကွန်ဟောင်းကိုလဲဖို့လိုအပ်စွာရှိရသောအခြေအနေသာဖြစ်သည်အရေးကွန်ဟောင်း၏အောက်ပိုင်းမှာအရေးကွန်အသစ်လုံးစေပတ်စေဖြစ်သည်ပြီးသည်နှင့်အပေါ်အရေးကွန်ကိုခွာချဖို့သို့မဟုတ်ကွာကြဖို့တဘာဝကဖန်တီးပေးသည်ထိုဖန်တီးချက်မှာအ
ရေကိုနှစ်ခုကြားမှာစီတစ်မျိုးထွက်လာခြင်းဖြစ်၍ထိုစီကြီးကမွေ၏မြစ်စေကိုမှုန်ဝါးသွားစေသည်တနည်းအားဖြင့်မွေ၏မြစ်ကြီးလွှာကိုနောက်ကျသွားစေခြင်းဖြင့်မွေကိုယာယီအားဖြင့်ကမ်းသွားစေခြင်းဖြစ်သည်ဒီခါမျိုးမှာမွေကအသက်ရှင်ရပ်တည်မှုအရလုံခြုံမှုရှာရင်းကအထိခိုက်များကြမှာပဲအပေါ်အရေကွန်ကွာကျသွားလေရှိသည်သို့သောမွေအားလုံးတပြေးညီအရေကွန်လဲကြသလားဆိုတာကတော့စဉ်းစားစရာဖြစ်သည်ဒီအိမ်မက်ရပြီးကတည်းကမအိမ်ကောင်းရောတခါတရံဈေးကအလွမ်းပြေပြန်လာတတ်သောရောက်ခမကြီးပါမွေတွေကိုကိုးကွယ်ရန်စီစဉ်ကြတော့သည်ညဘက်မှာမွေကျင်းလိုယူဆရသောအိမ်နှင့်လယ်ဆက်ကြားကတစ်ပင်ကြီးမှာမီးထွန်းကြသည်တခါတရံနို့ကိုခွက်နဲ့ထဲ့ကချထားတာမျိုးကြက်ဥတွေအလုံးလိုက်မြက်ကြားထဲချထားတာမျိုးတွေလောက်လာကြသည်ဆို၏မွေအကောင်လိုက်ကောခမည်းတွေ့ဘူးသလားတစ်ခါနှစ်ခါတော့တွေ့ဘူးတယ်ဆရာရဲ့ကျွန်တော်ကလည်းညဘက်ဆိုအောက်မစင်းတော့ဘူးကလေးတွေကတော့ကြောက်တာပေါ့ဗျာဘယ်နဲ့ပြောပါလိမ့်အခုတော့ကျွန်တော်မိန်းမကအဆင့်တက်သွားပြီဗျသူကမွေတိုက်နန်းကလာတာလို့တောင်ပြောတာတွေဖြစ်လာပြီဟုတ်သည်မဟုတ်သည်အပါထားခေါင်သုံးလုံးအိမ်ဘက်ကိုအကူအတန်းနေကြတာကိုကျွန်တော်သတိထားမိသည်ကလေးတွေကခေါင်သုံးလုံးအိမ်ရှိကကြီးမားလှသောညောင်ပင်ရိပ်မှာပင်မကစားကြပဲဝေးနိုင်သမျှရှောင်ကြတာလည်းရှိသည်တခါတခါမအိမ်ကောင်းတို့သားမိထံမွေပေတင်လာမေးသူတွေလည်းရှိတတ်သည်မွေပေတင်ကမျက်မျက်ကလေးရတတ်တော့မအိမ်ကောင်းကမေးသူကိုရက်ချင်းပေးပြီးဈေးရောင်းထွက်နေသည့်မအိတ်ကိုပြေးခေါ်တတ်သည်မအိမ်ကောင်းကဖြူဖြူစင်စင်ရှိတော်လဲသူ့အမေကကြေးညှိတက်နေသည့်ကြေးပြားရောင်ပေါက်နေသည့်မဲမဲပိန်ပိန်ဖြစ်သည်တချို့ညတွေမှာတယောက်တည်းနတ်ဝင်သည်ဆိုကရသမျှစာရေရော့တမတ်ဖြစ်သူကိုရခိုင်ကိုနတ်ကကျင်းတယ်လို့မွေကကျင်းတယ်လို့နှင့်ပညာပေးတာများလည်းရှိသည်ခလေး9ယောက်သာရနေပြီကရို့ချောင်းရေရသည့်ဘဝကမတက်တော့တမတ်ကိုအကြောင်းဆိုင်တုံးဖိသွဲတာလည်းဖြစ်နိုင်သည်ကျွန်တော်တို့အိမ်ကပင်ကြားရတတ်သည်သားတော်ကြီးစဉ်းစားစမ်းအခုနေရတာကသူများအိမ်ကို့ဦးကြီးဘကြီးအိမ်ဆိုပေမဲ့အခုဆင်းကြစမ်းဆိုတော့ခလေး9ယောက်နဲ့သားတော်ကြီးဘယ်သွားနေမလဲအေးယောက်ျားဆိုတာမေးမလိုက်ရဘူးဟဲ့ကို့သားမယားကိုအိမ်တဆောင်မီးတစ်ပြောင်ထားနိုင်မှာပေါ့ကွအိမ်လာကတွေကဒီခေတ်ကြီးပါပြီတဲ့ငွေနဲ့ကအိမ်လကဈေးကြီးတာတွေပါလာတော့ကျွန်တော်တို့လူကိုရခိုင်ကမယုံဟုဆိုသည်ရောက်ခမကျင်းနေတာကိုတော့လက်အုပ်ကလေးချီကမော့ရင်ယုံတလိုလိုလုံနေရသည်ဟုဆိုသည်မွေနဲ့မေးသူတွေကမွေအစာစားချိန်ညနေဘက်မှာမေးတာများတော့များသောအားဖြင့်ကိုရခိုင်ရှိနေတတ်သည်အုံငပြောနွားနို့လီမန်းကိုတောဆက်သွားချရတာတွေလုပ်ပေးရသည်ဆို၏ကြာတော့သူ့ရောက်ခမကြက်ထားသည့်စားတွေသူပါအလို့ရသည်ဟုဆိုလေသည်တစင်နှောဤတောလုံးကြိုင်နတော်ပြာသူနှုပြိုပေါက်လဲတပို့ရဲဆောင်းဆဲຫນွေဆက်ဆိုတော့မွေသူတော်တို့နေရတာပင်မန်းနဲ့ကွဥပတ်ဥကောင်းရတနာတောင်တို့လားမြောက်မှာအမိနေချိန်ကြီးဟဲ့ရှေ့လောကရက်ကြောကုန်းနေအနောက်တက်တဲ့ဝမ်းကိုလှဲ့အပတ်12ခွေရှောင်လွှဲအာကတွင်မဝင်လျင်းနဲ့ဟဲ့အမီးကားလျှောက်ခေါင်းကိုရောက်ထောက်ချောက်မသွားလေနဲ့ဝမ်းကိုမှွေကြောကဖောက်လက်သက်ပကားမိုးလို့ရွာလိုရာပြီးမြောက်လိမ့်နင်တို့ဟာကအခုတော့ဝမ်းကိုကြွက်ဆုပ်ကြောကြောင်ခုတ်အလုံးမဟုတ်တာတွေကရှေ့ရခံနေပါကလားကျွန်တော်တို့လူကိုရခိုင်ကြီးဖျောက်ချက်ပေးတဲ့လောက်တော့မွေနဲ့လာမေးကြသူတွေကြောင့်ဝင်ငွေကလေးအဆင်ပြေလာတော့ဘွားတော်လဲဈေးထွက်မရောင်းတော့ဟုဆိုလေသည်ကလေးတွေလည်းနွားနို့ပေါ်ပေါ်တောက်မပြောသည်ဝဝစားရသည်ဟုဆိုသည်လာကြသမျှသောငွေနဲ့မေးသူတွေကို
မွေလန်းလွှဲဂါထာမွေစိတ်ချပဝါမန်းဂါထာမွေစိတ်ချတပြေခတ်မန်းဂါထာမွေစိတ်ချရေမန်းဂါထာမွေစိတ်ချထုံးမန်းဂါထာမွေစိတ်ချမန်တန်ရွရွပြပါများတော့ကလေးတွေကတီဗီကြော်ညာတချင်းလိုတချင်းလှုပ်ဆိုနေကြပြီ။အောင်မွေပွေးမတာမွေပြတာနင့်ဆွဲပြူပြူပြတာလူနင့်စိတ်တတေရေတို့ပြေစင်းเสียစင်းတက်เสียတက်ကိုရခိုင်မိန်းမအိမ်ကောင်းကတော့အနှွေးတယ်ကြီးဘိုတီဘက်တီအဝတ်မပြတ်ဆေးတောင်းမပြတ်တော့ညာကျွန်တော်တို့အိမ်ဘက်အလာကျဲသွားသည်ကိုရခိုင်ဒီပင်ဂရုချိုးရာကအပြန်ခါတိုင်းလိုရောက်မလာတာတွေများလာသည်ခေါင်သုံးလုံးမွေအိမ်ကြီးမှာမွေနဲ့မေးသူတို့စီပင်နေတော့ကျွန်တော်တို့ဒီလဲမကူဝန်းတော့ချေတရက်မှာတော့မွေအိမ်မှာအဲ့ရအောင်မွေဝင်သည်ဆိုသည့်ပမာလင်မယားဆောင်တွဲနှစ်တွဲရောက်လာခဲ့သည်ပထမတွဲမှာပဲပွဲရုံပိုင်ရှင်ဤသမီးလင်မယားဖြစ်၍နောက်တွဲမှာလည်းပဲပွဲရုံပိုင်ရှင်ဤသားလင်မယားဖြစ်သည်ဒီအိမ်ကပဲပွဲရုံပိုင်ရှင်ပိုင်သည်ဖြစ်လေရာပဲပွဲရုံပိုင်ရှင်သမီးရောသားကပါအဖေအိမ်အမေအိမ်ဆိုသည့်သဘောဖြင့်မင်းမူခြင်းတိုင်းမင်းမူကြလေသည်သမီးဖြစ်သူကလောလောလတ်လတ်အိမ်အောင်ကြကားစားဖြစ်၍သားဖြစ်သူကအိမ်အောင်ကြတာကြပြီသို့သောနှမနှင့်ရောက်ဖတို့လာနေသည်ကိုအကြောင်းပြု၍သားဖြစ်သူလင်မယားကလည်းနေလက်ဆမြို့တွေကအိမ်ကိုငှားကာအလကားနေခွေရသောဒီအိမ်မှာရပိုင်ခွေအရလာနေခြင်းဖြစ်သည်ဤသို့ဖြင့်ခေါင်သုံးလုံးအိမ်ကြီးမှာကျွန်တော်တို့လူကိုရခိုင်လင်မယားကိုရခိုင်ဤရောက်ခမမအိမ်ကောင်ဤအမေမအိမ်ကောင်ဤအမေနှင့်မိများသည်၎င်းအိမ်ရှင်ဖြစ်သောပွဲရုံပိုင်ရှင်ဤသမီးလင်မယားသားလင်မယားနှစ်စုံတွဲသည်၎င်းဒီမြေကွက်တဲဒီအိမ်ထဲမှာပင်မွေတကြိတ်ကျော်နှင့်အတူနေထိုင်ကြသလိုဖြစ်နေသည်နောက်ရောက်လာသောလင်မယားစုံတွဲဤမော်တော်ဆိုင်ငယ်သံတပြဲပြဲသည်၎င်းထိုလင်မယားသံလာရောက်ကြကုန်သောအမျိုးကောင်းသားအမျိုးကောင်းသမီးခွေးဆွဲဆွဲနတ်တန်တီးချိတ်အယိုးကောင်းစွကြဲဝတ်တန်လက်ကောက်ပတ်သပင်နီကြောင်ဆိုးတို့သည်၎င်းဒီခေါင်သုံးလုံးမွေအိမ်ကြီးမှာဇာပါမင်းပွဲကျင်းပသည့်နယ် God Save the King ဖြစ်နေကြလေသည်ဒီကြားထဲမွေနဲ့မေးသူတို့ပါငြိမ်းချမ်းစွာအတူရှင်တွဲပေါင်းစည်းကြသည်ဖြစ်ရာတယောဖြူတယောညိုဗတ်သက်လက်ပံရင်နှောင်းပင်စာအုံတုံဒီဟူသောတယောခုနှစ်ပါးနှင့်ဆေးတော်မှတန့်စရာအကြောင်းမမြင်လေအိမ်ရှင်ဤသားသမီးလင်မယားလာရောက်နေထိုင်မှတော့သူတစ်ပါးအိမ်မှာခိတ္တခိုးရသောကိုရခိုင်တို့လင်မယားသားအမိတို့အိမ်ရှာဖို့ဖြစ်လာတော်ညာရက်ကွက်ထဲကတစ်ဖက်ရက်တဲတော်မှအိမ်ငှားက1000မြည်သည့်ကာလမှာရုတ်တရက်မစင်းနိုင်ကြသေးပဲရသလောက်တိခံကနေကြယုံသာရှိလေသည်မွေနဲ့ကတော်ကိုယ်တိုင်ကတူမလင်မယားကိုလွန်ဆန်နိုင်သည်မဟုတ်တော့မူလ professional ဖြစ်သောရာသီစာထွက်ရောင်းခြင်းအဖြစ်ပြဿနာကိုရှောင်လေသည်ဂရိုဂျိုးဆက်ရေးသည်လည်းမိုးလင်းသည်နှင့်အိမ်ကထွက်၍မအိမ်ကောင်းသည်လည်းအနှွေးတယ်ကြီးဝတ်ကအိမ်တကာဆေးလေတောင်းရင်မွေအိမ်ကအထွက်ပြရလေသည်တလလောက်ကြာတော့မအိမ်ကောင်းသားမိကပြူဟာပြောင်းကြပြီညနေတိုင်းမအိမ်ကောင်းကိုယ်တိုင်မွေနဲ့ပူသည်ဘွားတော်ကလက်ပြချုပ်ကောင်းစုကအုံဆုံးပင်းနက်ပင်းထွက်เสียထွက်အုံတိတ်ရောင်ဝါရောင်ညှောက်ရောင်တိဟိထွက်เสียထွက်အုံဖွဲလောပြာလောအယိုးလောထွက်เสียထွက်အုံဇောကနီနတ်မနင့်အစာနင်ကိုယ်တိုင်ချကြเสียကြကြေเสียကြေပြေเสียပြေပျောက်เสียပျောက်ဟု38ကြိမ်အော်ကြီးဟစ်ကြီးယူသည်ဒီလိုတည4ကြိမ်နှုံအားဖြင့်တပတ်လောက်ပူးကြရွတ်ကြတော့တူမလင်မယားနှစ်စုံတို့အထုပ်ပိုးပြင်ကြလေသည်တည4ကာလောက်နတ်ပူစုံပူ
မွေပူးကြောင့်ထထိုင်ရတာများလာတော့မြို့တဲကိုပြန်ပြောင်းကြတော့သည်ကြီးတော်ကလည်းမမိုက်သေးပါဘူးလောက်သာညီးကြရင်ဆိုင်ကယ်အသီးသီးပေါ်အထောက်ကိုစီတင်ကပြေးကြခြင်းဖြစ်သည်အခုတော့ခေါင်သုံးလုံးမွေအိမ်ကြီးမှာမအိမ်ကောင်းတို့မိသားစုသာကြံတော်သည်တလောကဂျင်းမောင်းမီဝတ်ခွေးဆွဲဆွဲနတန်တီးချိတ်အယိုးကောင်းစွတ်ကျဲဝတ်တန်လက်ကောက်ပတ်သပင်နီကြောင်ဆိုးတို့ကိုထိတ်လန့်ကြကုန်သောမွေတန်ကွင်းစွတ်အစရှိသောမွေမျိုးတကြိတ်တို့သည်လည်းဖြစ်ခဲ့ပြီးသောအမှုကိုပြန်လည်တွေးတော၍စိတ်နှလုံးပူပန်ခြင်းစသောနှလုံးမသားရမှုတို့ကင်းပကြလျက်ဒီအိမ်ကြီးဝန်းကျင်မှာပြန်ပေါ်လာကြသည်ဟုဆိုလေသည်ထိုနေ့မှစ၍ဒီအိမ်ဟောင်းခေါင်သုံးလုံးကိုမွေကိုကိုးကွယ်ရာဟုယူမှတ်ကြသောသူတို့နှင့်တကွမွေနတ်ကတော်မိသားစုတို့အညီအညွတ်ပေါင်းစည်းခြင်းသမဂပြုလျက်ဒုရာဇီဝမကောင်းသောအသက်မွေးမှုကြီးပြန်စားကြလေသည်တကယ်တော့ဒီအိမ်ဒီခြံထဲမှာဘာမွေးမှမရှိဘူးဆရာဘွားတော်ကသူ့တူလင်မယားရောက်လာကြတော့မယ်ဆိုတာကြိုသိထားလို့အရင်ကရှိခဲ့ဘူးတဲ့ဟိန်တူမွေးအလံပယ်ဆရာကြီးဇက်ထုံးနဲ့ပြန်ဆက်ယူပြီးသတင်းလွှင့်ထားတာခမဒါကလည်းကွက်စိတ်မှုကိုပေါ်လူကိုသတင်းပေးလိုက်တာနဲ့ပြန့်သွားတာလေတရက်မှာတော့ကျွန်တော်တို့ကိုရခိုင်ကမွေဇက်ထုတ်ကိုဖျောက်ချက်ကြီးပေးခြင်းဖြစ်သည်မွေအိမ်ပေါ်မှာတော့မွေပရိယေကြီးအားကောင်းခြင်းတိုင်းအားကောင်းလျက်ရှိလေ၏နေဝင်းမြင့်